အားလုံးပဲမင်္ဂလာပါဗျာဒီတစ်ခါမှာတော့လူတွေကဘာကြောင့်မချမ်းသာနိုင်တဲ့အကြောင်းရင်း50ချက်ကိုထပ်ပြီးမျှဝေပေးတော့မှာတဲ့ကိုတို့ဘယ်ချက်မှပြင်လာမလဲဘာရီမားကလေးအချက်ကိုနားထောင်ပြီးကိုစဉ်းကျင်နိုင်ပါတယ်ကဲဘယ်လိုအကြောင်းအရာတွေပါတယ်လဲဆိုလိုက်ကြည့်လိုက်နားထောင်ပါဗျာလူတွေဘာကြောင့်မချမ်းသာနိုင်တဲ့အကြောင်းရင်း50ချက်ကိုတစ်ချက်ချင်းစီရေးပြီးအသေးစိတ်ကိုနားလည်အောင်10မိနစ်စာလောက်ရေးထားပေးပါအောက်ပါအကြောင်းရင်းများသည်လူအများဘဝတွင်ငွေကြေးအခက်အခဲကြုံရခြင်းသို့မဟုတ်ချမ်းသာကြွယ်ဝမှုကိုတည်ဆောက်နိုင်ခြင်းမရှိရသည့်အတိကအကြောင်းရင်းများဖြစ်ပါတယ်။တစ်ရည်မှန်းချက်မရှိခြင်းသို့မဟုတ်မရှင်းလင်းခြင်းချမ်းသာကြွယ်ဝမှုဆိုတာကံအားထားရုံမဟုတ်ရည်ရွယ်ချက်ရှိလှုပ်ဆောင်ရသည့်ခရီးတစ်ခုဖြစ်တယ်။ဘာကိုရောက်ချင်တယ်ဘလောက်ရှာချင်တယ်ဆိုတဲ့ရှင်းလင်းတိကျတဲ့ပန်းတိုင်မရှိပါကလမ်းကြောင်းမှန်ဖို့မတက်နိုင်ပါ။နှစ်ငွေကြီးစီမံခန့်ခွဲမှု financial literacy အားနည်းခြင်းဘတ်ဂျက်ချခြင်းစုဆောင်းခြင်းရင်းနှီးမြှုပ်နှံခြင်းနဲ့အတိုးနှုန်းများအကြောင်းအခြေခံအသိပညာမရှိခြင်းသည်ငွေကိုထိရောက်စွာအသုံးမချနိုင်စေပါ၃အချင်းစီမံခန့်ခွဲမှုညှံ့ဖျင်းခြင်းအချင်းသည်အကုံဆုံးသောအရေးမြစ်တစ်ခုဖြစ်တဲ့အရေးမပါတဲ့အလုပ်များတွင်အချင်းထုံးတတ်သူများသည့်ငွေစာနိုင်မိကျွမ်းကျင်မှုတိုးတက်ခြင်းသို့မဟုတ်လုပ်ငန်းအခွင့်အလမ်းများကိုလက်လွတ်စေပါတယ်၄အသက်မွေးဝမ်းခြင်းမှုတစ်ခုတည်းပေါ်မိခိုးနေရခြင်းလာစာတစ်ခုတည်းပေါ်မိခိုးနေပါကထိုအလုပ်ပြတ်သွားသည်နှင့်ဝင်ငွေရတန့်သွားနိုင်တယ်ဝင်ငွေလမ်းကြောင်းတစ်ခုတည်းပိုးစားနိုင်သူများကပိုမိုလုံခြုံပြီးချမ်းသာနိုင်ခြင်းပိုများပါတယ်၅ယင်းနှိမ့်မြုပ်နှံမှုကိုကြောက်ရွံ့ခြင်းသို့မဟုတ်နားမလည်ခြင်းငွေကိုဘဏ်အကောင့်ထဲတွင်တင်စီထားရုံနဲ့ငွေကြီးဖောင်းပွားမှုအကြောင်းတန်ဖိုးကျဆင်းသွားနိုင်တယ်တရင်ချင်းနဲ့ခိုင်မာမှုမရှိဘဲယင်းနှိမ့်မြုပ်နှံခြင်းသို့မဟုတ်အခွင့်အလမ်းကောင်းတွေကိုလုံးဝရှောင်ကျဉ်ခြင်းသည်ချမ်းသာရေးခရီးကိုနှီးကွေ့စေပါတယ်၆ပြင်းရည်ခြင်းနဲ့ဆိုင်းငံ့ခြင်း procrastination မနစ်ထန်လုပ်မယ်ဆိုသည့်စိတ်သည်ရည်မှန်းချက်အောင်မြင်မှုကိုအကြီးမားဆုံးဟန်တိုင်းနိုင်တယ်လှုပ်ရှားရှိတဲ့ကိုအချိန်မီမပြီးမြောက်ခြင်းသည်အခွင့်အလမ်းများကိုလက်လွတ်စေပါတယ်ခုနှစ်ဝင်ငွေထပ်ပိုသုံးတတ်ခြင်း lifestyle inflation ဝင်ငွေတိုးလာတိုင်းပိုမိုဈေးကြီးသောကားမောင်းခြင်းအိမ်ဝယ်ခြင်းအပန်းဖြေခီးထွက်ခြင်းများလောက်တဲ့ပါကဘယ်တော့မှစုမိမှာမဟုတ်ပါချမ်းသာသူတွေသည်သူတို့ရဲ့ကုန်ကျစရိတ်ကိုထိန်းချုပ်ကအကျိုးမြတ်ကိုပြန်လည်ရင်းနှီးမြှုပ်နှံတတ်ကြပါတယ်ရှစ်အနှစ်သာရမရှိသို့မဟုတ်မလိုအပ်တဲ့ကုန်ကျစရိတ်များပြားခြင်းကော်ဖီအမြဲတောက်ခြင်းအမြဲအပြင်စားခြင်းအစစ်မြင့်ဖုံးအသည့်တိုင်းဝယ်ခြင်းစားသည့်နေ့စဉ်ကုန်ကျစရိတ်ငယ်တွေစုဆိုင်မိပါကကြီးမားသောငွေပမာဏဖြစ်သွားနိုင်တယ်ကိုစွန့်ဦးတည်ထွေမှုစိတ်နဲ့တဘာဝမရှိခြင်းအလုတ်အကင်ခေါင်းရတွင်တင်ယူခြင်းထက်ကိုယ်ပိုင်လုပ်ငန်းဖန်တီးရန်စ조사ခြင်းကချမ်းသာမှုကိုပိုမိုဖန်တီးပေးပါတယ်စွန့်မစားမှုယူခြင်းနောက်ဆက်တွဲတာဝန်ယူမှုကိုကြောက်ရွံ့ခြင်းတို့ကဒီလမ်းကိုပိတ်ဆို့ထားပါတယ်30မိမိကိုယ်ကိုရင်းနှီးမြှုပ်နှံမှုနည်းပါးခြင်းကျမ်းမာရေးပညာရေးစာဖတ်ခြင်းတင်တန်းတက်ခြင်းစသည်အတွက်အချင်းနဲ့ငွေကုန်ခံရဝန်လိတတ်ကြပါတယ်သို့သောမိမိရဲ့စွမ်းရည်နဲ့အသိပညာကိုမြင့်တင်ခြင်းသည်ရည်ရှိတဲ့အမြတ်အယံဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်ဒီဒါဒီအကြောင်းရင်း30ချက်ကိုနမူနာအဖြစ်အသေးစိတ်ရှင်းပြတာဖြစ်တယ်ကျန်အကြောင်းရင်းများကိုအတူချုံဖော်ပြပါမယ်7အစိုးမြင်ဝါဒဘာမှမဖြစ်နိုင်ဘူးဆိုပြီးကြိုတင်ယူဆထားခြင်း7ပတ်ဝန်းကျင်ဗန္ဒာရေးအားနည်းသူတွေနဲ့ဝိုင်းရံနေခြင်း73အမြန်ချမ်းသာလိုခြင်းခြေလမ်းများကိုကြော်ပြီးအမြန်နီးလန်းကိုရှာဖွေခြင်း14ရှုံးနှင်းမှကြောက်ခြင်းများသောစွန့်စားခြင်းမလုပ်ခြင်း15ဆုံးဖြတ်ချက်ချရန်ကြောက်ရွံ့ခြင်းအခွင့်အလမ်းများကိုဖြတ်တန်းသွားစေခြင်း16ကျေးဇူးမတိတတ်ခြင်းရှိပြီးသားအရာတွေကိုထိမ့်သိမ်းရမေ့လောသွားခြင်း19ကျွေးမြေများကိုမှားယွင်းစီမံခြင်းအတုံးစီအသာကျွေးယူခြင်း18အရေးပေါ်ငွေကြေးရန်ဖုံမထားခြင်းမမျော်လင့်တဲ့အခြေအနေမှာကျွီးထူခြင်း19လူမှုရေးဖိအားများကိုလိုက်လောခြင်းအခြားသူတွေမြင်ကောင်းစီလိုပို့သုံးခြင်း20ကျန်းမာရေးဂရုမစိုက်ခြင်းနာရယောဂဝင်ငွေကုန်ခြင်းအလုတ်အကင်ဆုံးရှုံးခြင်း21လမ်းညွန်စရာမရှိခြင်းကိုယ်တိုင်လမ်းဆိုင်အချိန်ကုန်ခြင်း22စိတ်ရှည်တီးခံမှုမရှိခြင်းချမ်းသာရေးသည်ကြာမြတ်သည့်ထစ်လုံးကိုလက်မခံခြင်း23အောင်မြင်သူတွေကိုအားမကြခြင်းသို့မဟုတ်မနာဝန်တော့ထီခြင်းသူတို့ရဲ့အတွေ့အကြုံမှာသင်ယူမှုမရှိခြင်း24လူမှုဆက်ဆံရေးကွန်ရက်အားနည်းခြင်းအခွင့်အလမ်းများကူးလူဆက်ဆံမှုနည်းခြင်း25
မတူညီသောဘန္တာရေးရည်မှန်းချက်များရှိသောလူသွဲချခြင်းငွေကြေးအငင်းပွားများ26ဥပဒေရေးအသိပညာနည်းခြင်းငွေကြေးလီမာခံရခြင်းအခွင့်ပြဿနာများ29အတိတ်အမှားများကိုစုပ်ကိုထားခြင်းစိတ်တန်ရာကြောင့်ရွေမွေးနိုင်စွာကြဆင်းသွားခြင်း28မှန်ကန်တဲ့လက်ဖော်ကိုင်းတာမရွေးခြင်းစီးပွားရေးတွင်မတမားသူတွေကိုပူးပေါင်းမိခြင်း29လုံအတရားယုံကြည်ခြင်းလူအပ်တဲ့စောင့်ကြည့်စစ်ဆေးခြင်းမပြုခြင်း30လုံအတရားစိုးရင်ခြင်းအန်ဒီရဲ့အသေးငယ်ကိုပါရှောင်ရှားရန်ကြိုးစားခြင်း31ဤပညာနောက်ကျခြင်းခေတ်တဲ့ငွေရှာနည်းလမ်းများကိုလက်မခံခြင်း32မိသားစုဝန်ထောက်များလွန်ခြင်းဝင်ငွေထက်ထုတ်လုပ်များထုတ်ခြင်း33မှန်ကန်တဲ့ဈေးကွက်မရွေးချယ်ခြင်းမတောင်းဆိုတဲ့ဈေးကွက်တွေစီးနှင်းမြုပ်နှံမိခြင်း34အလုတ်ကိုဝါဒနာအဖြစ်သာမြင်ခြင်းစီးပွားရေးရာတွက်ချေကိမိစဉ်းစားခြင်းမရှိခြင်း35ချမ်းသာသူတွေစိတ်နဲ့တဘာဝကိုမလေ့လာခြင်းသူတို့ရဲ့အလေးအကျင့်များကိုမအတုအယူခြင်း36ငွေကြေးကိုစိုးရွက်တဲ့အရာအဖြစ်မြင်ခြင်းငွေရှာခြင်းကိုရှက်ကြောက်ခြင်း39အသက်ကြီးမှစဉ်းစားခြင်းအချိန်နဲ့စွမ်းအားချန်ရစ်မှုနည်းပါလာခြင်း38အလုတ်များလွန်ခြင်းငွေကြေးဆိုင်ရာဗျူဟာများကိုစဉ်းစားရန်အချိန်မရခြင်း39မိမိရဲ့တန်ဖိုးကိုမသိခြင်းဝန်ဆောင်မှုအတွက်ရော့တာခံရခြင်း34ဒီထွေးမှုကိုအသုံးမကျခြင်းရှိပြီးသားနီးလန့်များကိုသာလိုက်နာခြင်း35အောင်မြင်စွေမှုကိုပြသရန်အလွန်အတရာလိုလားခြင်းစိတ်ကျဉ်းနှံ့မှုအတွက်ပိုကုန်ခြင်း36အသေးစိတ်ကိုလစ်လေရှုစားခြင်းငွေကြေးအသေးဖွားများကိုဂရုမစိုက်ခြင်း39အကောင်းဆုံးကိုစောင့်ခြင်းအကောင်းဆုံးအခွင့်အလမ်းကိုစောင့်နေရင်းနဲ့အခြေအနေများလွတ်သွားခြင်း38စီကံမရှိခြင်းပတ်ကြံတဲ့အစီအစဉ်များကိုမလိုက်နာခြင်း39ဘဝတွင်ဟန်မြမှုမရှိခြင်းကျမ်းမာရေးပျက်စီးခြင်းဆက်ဆံရေးပျက်စီးခြင်းများကြောင့်ဝင်ငွေထိခိုက်ခြင်း35မှားယွင်းသောအာယုံစိုက်မှုအရေးမပါတဲ့အရာများတွင်အချင်းကုန်ခြင်း36လိလာမှုရပ်တန့်ခြင်းခိပစ်တိုးတက်မှုနဲ့မလိုက်နိုင်ခြင်း39အခွင့်အရေးကိုမမြင်ခြင်းပတ်ဝန်းကျင်တွင်လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်မည့်စီးပွားရေးအမြင်မရှိခြင်း38စီမံခန့်ခွဲမှုစွမ်းရည်အားနည်းခြင်းလူအချိန်ငွေကြေးများကိုထိရောက်စွာခွဲဝေးအသုံးမချနိုင်ခြင်း39ကိုယုံကြည်ချက်နှိမ့်ငင်းခြင်းကိုယ်တိုင်အောင်မြင်နိုင်မှမဖြစ်လို့ယူရင်ကြိုးစားရန်မပြင်ဆင်ခြင်းဒီအကြောင်းရင်းများသည့်ပြဿနာတွေကိုဖော်ပြရုံသာဖြစ်ပါတယ်လူတိုင်းမှာဒီအချက်အားလုံးမရှိပါဘူးသို့သောမိမိရှိနေတဲ့အကြောင်းရင်းများကိုတတိထားမိသည့်တစ်ချက်ချင်းကိုပြင်ဆင်ရန်ကြိုးစားခြင်းဖြင့်ဘန္တာရေးအနာဂတ်ကိုပိုမိုကောင်းမွန်အောင်တည်ဆောက်နိုင်ပါတယ်ပထမဆုံးအဆင့်ကမိမိရဲ့အသွေးခေါ်အလေးအကျင့်နဲ့ပတ်ဝန်းကျင်ကိုတတိပြုစင်းကျင်ပြီးပြောင်းလဲရန်ဆုံးဖြတ်ချက်ချခြင်းဖြစ်ပါတယ်